မင်္ဂလာပါနော်အခုလေစကားရမ်းများတဲ့မိသားစုနဲ့ပထမဆုံးဒီမက်ကဘောင်ကိုသွားတယ်ပေါ့နော်မြေးတယောက်နဲ့သွားနေပါတယ်နော်โอเคပြူးပြူးပြတ်တဲ့နဲ့နော်တိတ်မငိုဘူးအရန်ကောင်းတယ်ပတ်စံစူးရဝယ်နေမှာအဲ့ဒါသဘောကျဒါတော့ရွာအဝင်ပေါ့နော်ရွာထဲမှာနော်ကားတွေတားများတော့ဒီမှာရွာထဲကိုလမ်းလျှောက်ချင်တယ်ဆိုတော့ဒီမှာကားဖတ်ရှိပါတယ်တန်တော်ကြီးမှလည်းဒီလိုမျိုးလေးတော့နော်လလပပလေးလုပ်နေလဲတန်တော်ကြီးကသူ့ထက်မိုက်ပါတယ်လို့နော်မိုက်ကပောင်ကတော့တကယ်တော့ရွာတန်းရှိပဲလမ်းဘေးမှာဟိုဘက်ဒီဘက်အိမ်ဒါလေးတွေပဲရှိတယ်ဗောနော်ဘာမှတော့တိတ်မထူးခြားဘူးဆိုပေမဲ့ဒီလိုမျိုးခီးသွားတဲ့ dress ဆောင်လာလောက်ထားတဲ့အတွက်အရန်လှပါတယ်Okay, let's go. โอเคလမ်းမလျှောက်နိုင်တော့ဒီမှာကားငှားလို့ရတယ်နော် Straight away. ဒါကဟိုအပေါ်ရေတကုံကိုသွားတယ် coffee ဆိုင်ကိုသွားတယ်ပေါ့နော်ဒါလမ်းလျှောက်ရဒီမှာတက်ကြီးတဲ့လူတွေဒူးမကောင်းတဲ့လူတွေဒူးအရန်သုံးရတဲ့လူတွေဒီပေါ်တက်လို့အဆင်မပြေဘူး ကာခါတရားနဲ့ဆက်လက်စီစီ ကား120တဲ့နော်ဘယ်ပဲစီစီโอเคကားစီးတာမှန်သွားတာပေါ့ဒါတော်တော်သွားရသေးတာပဲကိုကားနဲ့ကိုလိုင်းတော့သူတို့ပြေးမတဲဘူးနော်ဟုတ်လားနော်အဲ့ဒါတက်ရှင်တက်ရတော့ရတယ်ဒါပေမဲ့အဲ့ဒီ high season မှာဆိုမတက်တာကောင်းတယ်ဒါပေါ့ဒါတော့ရှုပ်လို့ဟုတ်တယ်ဒီနေ့ဂျာရီမို့ပုံမှန်ရက်တယ်ဆိုလို့ကြည့် ဒီလိုပြင်နော် ဆိုတော့ကားရသွားဖို့မလွယ်ကားစီးတာမှန်သွားတယ်နော်တော်တော်လမ်းတယ်โอเคcoffee shop လေးရှိတယ်မချစ်ချင်လို့တီတူဖို့မှာ guest house လေးတွေ coffee shop လေးတွေရှိတယ်โอเค Okay. นะครับโอเคဒီဦးလေးတော့လူသားသိတယ်အတန်ကြီးပဲ120ပါလမ်းလျှောက်ရင်နိုင်ဝက်လောက်သွားတဲ့နေရာ9မိနစ်နဲ့ရောက်သွားပြီကျွန်တော်တို့လိုက်ပို့တဲ့ကားသမားကဘာကျော်ငပြောကျော်ဆိုင်ကိုဒီငပြောကျော်အရန်စားလောက်ကောင်းတယ်ဗောနော်အလွိုင်မှာအရန်စားလောက်ကောင်းတယ်သူဘယ်ဟုတ်မလဲသူမိမဆိုင်တိလားစီးပွားရေးကိုနော်အဲ့လိုမျိုးတခြားလူစီမှာရောက်သွားမှာဆိုလို့ဒါတော့နပ်တောင်မက်ကပောင်နော်မက်ကပောင်ရဲ့ရေတကုံဖြစ်ပါတယ်ဒီရေတကုံကတော့တိတ်တော့မရှိဘူးဗောနော်တိတ်လည်းမကြီးပါဘူးဒါပေမဲ့သူ့နေရာနဲ့သူတော့အရန်လှပါတယ်ဗောနော်ဓာတ်ပုံကင်မရာလေးနဲ့တေချာရိုက်မယ် exposure လေးတွေမအောင်ညှိမယ်ကာလာလေးတေချာညှိမယ်ဆိုရင်တော့တော်တော်လှမှာပါနော်ဒီမှာလည်းလှပါတယ်ပြင်မှာလည်းလှတယ်ဒါရေတကုံရဲ့အပေါ်ကနေ view ကနေအောက်ကိုပြန်ကြည့်တဲ့ view ပါဆိုတော့ရွာကိုလာလေတယ်ဆိုရင်အဓိကကတော့ဒီရေတကုံလာလေကြတာလည်းပါတယ်ဆိုတော့ရောက်ပြီဆိုမှတော့မသွားချင်လဲသွားလိုက်ပါဒါနော်ဒေသတစ်ခုရဲ့သူ့မှာရှိတဲ့အလားအပလေးဖြစ်ပါတယ်โอเคဒါတော့နပ်တောင်မက်ကဖောင်ဖြစ်ပါတယ်ဒီလူတွေကိုသိတယ်လို့ပဲ
Okay. Okay, coffee ကြိုက်တဲ့ချစ်သူရဲ့အဲ့လိုပြောချင်းဆိုချစ်သူတွေတော်တော်များများအကလုံးက coffee ကြိုက်ကြတယ် ကိုပြည့်ချစ် မဘလော့ထမှာပြောနေတာနော်အဒီဆမ်မြောက်ပြီလို့ပြောရတာနော်အလေပတ်တဲ့လူတွေဝယ်တောက်တဲ့ coffee ဆိုပေမဲ့သူကဈေးကတော့40ပတ်ပဲဟုတ်ကျွန်တော်တို့မြို့ထက်မှာဝယ်တောက်နေ40 50လောက်ရှိတယ်ပေါ့နော်တချို့နေရာတွေဆိုရင်ဒီလိုမျိုးနေရာတွေမှာဆိုရင်ဘတ်120အထိတောင်းပါတယ်ဒါဒီဇိုင်းလေးကကျွန်တော် recommend ပေးတယ်ပေါ့နော်ခီးတဲ့တွေကိုမလောက်စားပါဘူးလို့40ဆိုတာဒါဈေးတော်ပါတယ်ပေါ့နော်ကျွန်တော်တို့အော်40မဟုတ်60ပါခင်ဗျာပြန်အားတာ40ကိုပြောတာပါcái đó rất là mà thà đấy ô tô với toàn thêm cái này tôi đi đạp vào đấy rồi mấy cái bọn nhỏ nhỏ thì ule cao xin nó thì ule à su đấy tàu còn ule chỉ đấy OK không có mắc cà phê OK มีอะไรโทรหานะ Thank you